တော့ဒီလိုပြီးတော့နေလာ5မိနစ်လောက်လက်ဆောင်ပြအာရုံပြုပြီးတော့နော်ကောင်းတဲ့အတွေးတွေကောင်းတဲ့စိတ်တွေကောင်းတဲ့အတွေးတွေလက်ဆောင်ပြပေါ်မှာအာရုံပြုပြီးတော့ဒီနေရာလာတဲ့အချိန်ကလည်းပေါ့အဲ့တော့ဓမ္မစကြာတရားကိုဟောခဲ့တဲ့နေရာမှာကိုယ်စိတ်ကိုမိမခန္ဓာကိုချင်းမှာမိမခန္ဓာကိုချင်းကမထွက်ရအောင်ထိန်းပြီးစောင့်ရှောက်ပြီးတော့ရှုမှတ်ပွားများခဲ့တယ်ဆိုပြီးတော့အာရုံလေးပြီးကြရအောင်တရားလေး5မိနစ်ထိုင်ကြမယ်နော်5မိနစ်လေးကြာတယ်ပေါ့